ဒီဟာ tackling feeder ပေါ့နော်အိမ်မှာဒီရေတွေကဒီကနေ influence နေဝင်မယ်ဝင်ပြီးဒီပိုက်ကနေတဆင့်သွားပြီးတော့ဒီကနေမှဒီပိုက်ကလေးတွေကတဆင့်ဒီကိုရောက်လာပြီးတော့ဒီ nozzle အပေါက်လေးတွေကနေမှသူကဒီဟာလဲ့နေမှာပေါ့နော်လဲ့ပြီးတော့ကြတော့ဒီအောက်မှာရှိရတာကြောက်ခဲလေးပေါ့နော်အဲကြောက်ခဲလေးပေါ့ကိုသူကရေကိုဖြန်းပြီးမှလဲ့ပြီးဖြန်းပြီးတော့ကြတော့ဒီကြောက်ခဲလေးတွေကနေတဆင့်ရေကိုစစ်ပြီးမှာပေါ့နော်အဲ့မှာတဖြည်းဖြည်းနဲ့ကြာလာတဲ့အခါမှာဒီကြောက်ခဲလေးတွေမှာရင်းကြီးလေးတက်လာမှာပေါ့နော်အဲဒီတက်လာတဲ့ဟာကိုသူက slime layer လို့ခေါ်တယ်အဲရင်းကြီးလေးတွေမှာသူကဘက်တီးရီးယားတွေရှိတယ်ဘက်တီးရီးယားတွေကရေထဲမှာပါတဲ့အညစ်အကြေးတွေကိုတဖြည်းဖြည်းနဲ့စားပြီးတော့ကြတော့ဒီရေကတန်းစင်သွားမှာပေါ့နော်တန်းစင်သွားတဲ့ရေကအောက်ကိုကျပြီးတော့ကြတော့ဒီ drain ရတဲ့တဆင့်ဒီမှာ effluent channel ပေါ့နော်ဒါကတော့တန်းစင်ပြီးသားရေထွက်လာတဲ့ channel ဒီကနေတဆင့်အပြင်ကိုထွက်သွားမှာပေါ့နော်ဒီကတော့ cross section ပေါ့ဒီဟာကကြတော့အပေါ်ကနေကြည့်ရဟာမှာခုနကလိုဒီ pipe ကနေတက်လာတဲ့ဟာကိုကြည့်မယ်အဲ့ဒီ pipe ထဲဝင်ပြီးတော့ဒီ dlant တွေရှိသွားပြီးတော့ဒါလေးကလဲ့နေမယ်ပေါ့နော်ဒါကတော့ filter media ကြီးပေါ့နော် media လို့ရေးထားတဲ့ဟာအဲ့ဟာနေမှရေကိုတဖြည်းဖြည်းဖြန်းပေးမယ်ပေါ့နော်အဲ့ဟာနေမှရေကိုစစ်ပေးမှာပေါ့ဒါကို tackling feeder လို့ခေါ်တယ်